Hello everyone အားလုံးပဲမင်္ဂလာပါဒီချိန်ခင်မှာဒီနေ့မှာတော့ဒီချေတို့ဒီ grammar သင်ခန်းစာလေးကိုလေ့လာခဲ့ကြတာ lesson 6ကိုရောက်လာပြီပေါ့နော်ဒီနေ့ဒီချေတို့လေ့လာမယ့်သင်ခန်းစာလေးကတော့ words will past simple of verb to be ပေါ့နော်ဒီအတိတ်ကာလကိုရည်ညွှန်းတဲ့အကြောင်းလေးတွေကိုလေ့လာကြမှာဖြစ်ပါတယ်ဒါဆိုရင်ဒီချေနဲ့တူတူကြည့်ကြရအောင်အဲ့တော့ဒီချေတို့ရှေ့မှာပြောခဲ့သလိုပဲပေါ့နော်ဒီ grammar ကိုစပြီးတော့လေ့လာရဲဆိုတဲ့အခါမှာfirst you have to know form ဒီတို့ကဒီပေါ့နော် form ကိုသိဖို့လိုတယ် verb to be လို့ပြောလိုက်တာ ਨੇ ဒီတောင်းသားတွေများဆိုတာသိပြီးသားပဲ a miss a word ဆိုအဲ့မှာ teacher တို့က present ရဲ့ verb to be ဆိုလို့ရှိရင်เนาะ am is are ဟုတ်ပြီဒါဆိုရင် past ရဲ့ verb to be ဆိုရင်တော့ was were ဖြစ်မှာပေါ့เนาะဒါဆိုရင် teacher တို့ကဒီအဟုတ်ဝတ်ကြတွေမှာဆိုရင် I တို့ he တို့ she တို့ it တို့ဆိုရင်တော့ teacher တို့က was ကိုသုံးမယ် you တို့ we တို့ they တို့အများကိန်းနေဆိုရင်တော့ teacher တို့ will ကိုသုံးမယ်ငင်းကျင်နေဆိုရင် teacher တို့က not လေးထည့်လိုက်ရုံပဲ was not wasn't were not want မိကုံးလုံးမယ်ဆိုရင် teacher တို့ကအရှိကို was ရဲ့ were ရဲ့ကိုအရှိကိုပို့လိုက်ရုံပဲဒါကတော့အတူကဟောက်ပေါ့နော်ပြောထားတဲ့ပုံစံလေးဒါကတော့ညင်းကျင်နေဆိုရင် teacher တို့ wasn't was not wasn't were not once အဲ့မှာတော့ teacher တို့ကညင်းချင်တယ်ဆိုရင်ဥပမာhe didn't was အဲ့လိုဆိုရင်တော့မှားတယ်ပြောလို့မရဘူး he wasn't ဒီလိုမျိုးပုံစံ didn't နဲ့ဒီလိုတက်ရှိ was တို့ပါတော့သုံးလို့မရဘူး was ရှိပဲဖြစ်မှာပေါ့နော်ဒါဆိုရင် teacher နဲ့တူတူလိုက်ပြီးတော့တစ်ခါလောက်ပြောကြည့်မယ်ဆိုကြည့်မယ်ပေါ့နော် I was he was she was it was you were we were they were I was not I wasn't. He was not. He wasn't. She was not. She wasn't. It was not. It wasn't. You were not. You weren't. We were not. We weren't. They were not. They weren't. Was I? Was he? Was she? Was it? Were you? Were we? Were they? Yes, I was. Yes, he was. Yes, she was. Yes, it was. Yes, you were. Yes, we were. Yes, they were. No, I was not. No, I wasn't. No, he was not. No, he wasn't. No, she was not. No, she wasn't. No, it was not. No, it wasn't. No, you were not. No, you weren't. No, we were not. No, we weren't. No, they were not. No, they weren't. ဒီလိုမျိုးအသုံးနှုန်းလေးပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီချိန်နဲ့တူတူဆက်ပြီးတော့လေ့လာကြည့်ကြရအောင်။ Okay. ဒါကတချို့တို့ဒီ verb we use was were at the past forms of verb to be ဒီ verb to be ရဲ့ပုံစံလေးမှာသုံးပါတယ် we use was for I he she it and well for you we they ပေါ့နော်ဟုတ်ပြီဒါဆိုရင်တချို့တို့ကသူ့ကို example sentence လေးနဲ့တခါလေးလေ့လာကြည့်မယ်နော် I was at home yesterday မနေ့ကငါအိမ်မှာရှိခဲ့တယ်ဆိုတော့သူဖြစ်ခဲ့တယ်ရှိခဲ့တယ်ဆိုတော့သူရဲ့အတိတ်ကာလကိုရည်ညွှန်းပြီးပြောတာပဲဖြစ်ပါတယ် you were late at the meeting ဒီ meeting ကိုမင်းနောက်ကျခဲ့တယ် she was excited about the party နဲ့ပတ်သက်ပြီးသူမကစိတ်လှုပ်ရှားခဲ့တယ် we were tired after the excursion ထွက်တယ်ဆိုတာကတချို့တို့အကြောင်းတွေမှာလေ့လာရေးခီးစဉ်ထွက်ပြီးနောက်မှာငါတို့တွေပြန်ခဲ့ကြတယ် were they at the conference ပေါ့နော်ညီလာခံမှာသူတို့တွေရှိနေခဲ့တာလားဆိုပြီးတော့ပြောတာပဲဖြစ်ပါတယ်ဒါကတော့တချို့တို့ကအတိတ်ကာလမှာရှိတယ်ဖြစ်တယ်ဖြစ်ခဲ့တယ်ရှိခဲ့တယ်ဒီလိုပုံစံမျိုးလေးတွေကိုရေးခြင်းပြောခြင်းလို့ရှိရင်အသုံးပြုလို့ရပါတယ် Okay ဒါကတော့တချို့တို့ the negative short forms of was not and were not are wasn't and weren't but there are no short form of was and were in affirmative ဆိုတာကတော့ဒီအဟုတ်ဝတ်ကြတွေမှာတော့ဒီ was to were တို့ကပုံစံလေးတွေမသုံးဘူးပေါ့နော် Okay ဒါဆိုရင်ဒီကျတို့ဥပမာလေးနဲ့လေ့လာကြည့်ကြမယ် Tom was tired but Susan wasn't very tired Tom ကတော့ပြမန်းခဲ့တယ်ဒါပေမဲ့ Susan ကတော့မပြမန်းခဲ့ပါဘူးအရင်မပြမန်းခဲ့ပါ Paul and Tom were happy Paul နဲ့ Tom ကတော့အရင်ကိုပြောခဲ့ကြတယ် but we weren't happy ငါတို့ကတော့မပြောခဲ့ပါဘူးတဲ့ဆိုပြီးတော့ပြောတာပဲဖြစ်ပါတယ်ဒါကတော့ wasn't once အထူကောက်လေးတွေရေးလို့ရတယ်ဒီလိုမျိုးအဟုတ်ဝတ်ကြတွေမှာတော့အထူကောက်ပုံစံတွေမရေးဘူးပေါ့နော် Okay ဒါဆိုရင်ဒီချေတို့ဒီဘိုင်းလေးကိုနားလည်မယ်လို့ထင်တယ်ဆိုတော့ဒီချေတို့ပြီး exercise တွေဖြည့်ရမှာဖြစ်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်ကိုယ့်ရဲ့
အနီးနားမှာဒီ notebook လေးတစ်အုပ်ကိုယူထားပါ notebook လေးကိုယူထားပြီးတော့လိုက်ပြီးတော့ note လေးမှတ်ပေါ့နော်တချို့ grammar ဆိုတဲ့သဘောတရားကလည်းဘယ်လိုမျိုးခေါင်းထဲမှာမှတ်တာထက်ကိုစာအုပ်ထဲမှာတစ်ခါတည်းမှတ်ထားလိုက်တယ်ဆိုရင်ကိုနောက်ပိုင်းနေကြလို့ရှိရင်လည်းပြန်ပြီးတော့လေ့ကျင့်လို့ရတယ်လေ့လာလို့ရပါတယ်ဆိုတော့ဒါဆိုရင်တချို့သူ့ရဲ့အသုံးပြုပုံလေးကိုကြည့်မယ် What were are the past form of Amisa ဒါကတော့ Amisa ရဲ့အတိတ်ကာလကိုရည်ညွှန်းတဲ့စကားလုံးဆိုရင်တော့ what were ဖြစ်မှာပေါ့ present မှာဆိုရင်တော့ am ရဲ့ is ရဲ့ဆိုရင်ဘာကိုပြောင်းသွားမလဲဆိုရင် past tense မှာဆိုရင် was ပြောင်းသွားမယ် present မှာ are ဆိုရင်တော့ past အတိတ်ကာလကိုရည်ညွှန်းတာဆိုရင် will ဥပမာ I'm happy ဆိုရင်ငါအခုပြောတယ်ပေါ့နော်အဲ့ဒါကိုငါပြောခဲ့တယ်လို့ပြောချင် I was happy was ပြောင်းမယ် she is at her office သူမကရုံးခန်းမှာဖြစ်တယ်ရုံးခန်းမှာရှိတယ်ဒါပေမဲ့အတိတ်ကာလကိုရည်ညွှန်းချင်တယ် she was at her office သူမကရုံးခန်းမှာရှိခဲ့တယ်ဆိုပြီးတော့ပြောတာပေါ့နော် you are late နေနောက်ကျတဲ့ဒါအခုရဲ့ပြစ္ဆုတ်ပံကာလကိုရည်ညွှန်းတာ you were late မင်းနောက်ကျခဲ့တယ်ဆိုပြီးတော့ဒီမှာဆိုရင်ဒါကတော့သူရဲ့အမစ္စာကနေ was ဝယ်ပြောင်းသွားတဲ့အသုံးနှုန်းလေးကိုပြောထားတာပေါ့နော် so like we use was and will to talk about the past we often use past expression of time ဒီတို့ကဒီအတိတ်မှာဖြစ်ခဲ့တယ်လုပ်ခဲ့တယ်ပြီးခဲ့တဲ့ကိစ္စတွေကိုပြောချင်တယ်ဆိုရင်တော့ဒီတို့ကဒီ was ဝယ်ကိုသုံးမယ်အခါမှာလည်းအချိန်ပေါ့နော်ဒီဘယ်စကားလုံးလေးလဲပါတက်လဲဆိုအတိတ်ကာလကိုညွှန်းတဲ့စကားလုံးလေးပါလေးပါမလဲဆိုရင် yesterday မနေ့ကဆိုတာမျိုး last night မနေ့ကညက last week အရင်မနေ့ကညကအရင်တစ်ပတ်က2 months ago ဆိုတာလေးပါတယ်ပေါ့နော်လွန်ခဲ့တဲ့နှစ်ပတ်ကအစသဖြင့်ပေါ့နော်ဒီလိုမျိုးလေး time expressions လေးတွေအချိန်ကအတိတ်ကာလကိုညွှန်းတဲ့စကားလုံးလေးပါတတ်တယ်ဥပမာ she was in Stuttgart last summer last လွန်ခဲ့တဲ့မနှစ်က summer တုန်းကတော့သူ Stuttgart မှာရှိခဲ့တယ် we were late to the party last night မနေ့ကညက party ပွဲကိုငါတို့နောက်ကျခဲ့တယ်ဆိုပြီးသူပြန်ပြောတာမျိုးအတိတ်ကိုရည်ညွှန်းပြီးတော့ပြန်ပြောတာမျိုးလေးမှာသုံးပါတယ် let's move on to the next one we use was and will in the expression was were born the expression but to be born is always past not present ဒီကျတော့လေဒီဟာလေးဆိုရင်ကျောင်းသားတွေအများစုမှာထားရှိတယ်ဒီကျတော့ဥပမာပေါ့ဒီကျတော့ဆိုရင်ဒီမြန်မာနိုင်ငံမှာမွေးခဲ့တယ်ဒီကျတော့မွေးခဲ့တာကိုကမွေးခြင်းကိုခံရခဲ့တာအဲ့တော့Where were you born? မင်းဘယ်မှာမွေးခဲ့တာလဲ I was born in Sweden. I was born in Myanmar. I was born in Yangon. I was born in Bago. စသဖြင့်အဲ့လိုပြောပါတယ် Where are you born? Where I'm born in ဆိုရင်တော့မှားတယ်ပေါ့နော်ကိုမွေးခဲ့ပြီးသွားပြီလीနော်အဲ့လိုမျိုးပေါ့ Marcel was born in 1756ဒီလိုမျိုးလေးပေါ့နော်ဖြစ်ခဲ့ပြီးမွေးဖွားခြင်းခံခဲ့ရပြီးဒါမှမဟုတ်လေကိုကမွေးဖွားတယ်ဆိုလည်းမွေးဖွားခဲ့တယ်ပေါ့နော်အဲ့တော့ဒါဆိုရင်တော့ဒီချေတို့ကဒါကတော့ past tense yeah was were ရဲ့အသုံးပြုပုံလေးတွေပဲဖြစ်ပါတယ်အလုံးပဲနားလည်မယ်လို့ယုံကြည်ပါတယ်ဒါဆိုရင်ဒီချေတို့ exercise လေးဖြည့်ကြည့်မယ် choose was were or amiss are to complete the following sentence ဒီစာကြောင်းကိုသေချာလေးဖတ်ပြီးဒီချေတို့ဖြည့်ရမှာနှစ်မျိုးရောထားတယ် was were လည်းဖြစ်နိုင်တယ် amiss are လည်းဖြစ်နိုင်တယ်အဲ့တော့ဒါလေးကို1ကနေ10ထိကိုဖြည့်ပေးပါနံပါတ်လေးတွေသေချာလေးတက်ပြီးဖြည့်ပေးပါကိုကအရှိမဒီချက်သင်ထားတဲ့သင်ခန်းစာတွေကိုဘယ်လောက်ထိနားလဲဆိုတာကို we have to check your understanding ပေါ့နော်ဆိုတော့ဗီဒီယိုလေးကိုခဏလေးရပ်ထားပါရပ်ထားပြီးတဲ့အခါမှာပြီးသွားပြီဆိုလို့ဒီမှာအဖြေလေးကိုစက်ကြည့်ပေါ့နော်ဒါကတော့အဖြေမှန်လေးပဲဖြစ်ပါတယ်အဖြေဘယ်လောက်ရလဲတိုက်ကြည့်ပေါ့နော် so if you got 10 out of 10 I really appreciate that and good job I really appreciate that and see you next videoနောက်ထပ် video သင်ခန်းစာတွေမှာတချို့ပြတွေ့ကြပါမယ်အားလုံးပဲ have a good night bye bye